ကောက်ယောဂသမားတိုင်းမဖြစ်မနေတိကိုတိထားတဲ့ဆေးဝါးတစ်မျိုးလူချင်းမင်းတို့ရဲ့အိမ်မှာကောက်ယောဂဖြစ်ဖြစ်လေးဘက်နာယောဂဖြစ်ဖြစ်အပြင်းထန်ခံစားနေရတဲ့မိသားစုဝင်တွေရှိကြလားဒါဆိုရင်တော့တွေးလိုက်တာနဲ့ချက်ချင်းပျောက်စေမယ့်ဆေးဝါးတစ်မျိုးကိုမိဖို့ကြောင့်သောပစ္စည်းအချို့နဲ့ပျောက်ကင်းအောင်လုပ်လို့ရနေပါပြီဒီနည်းလမ်းကတော့တရုတ်တိုင်းရေးဆေးဆရာကြီးတွေရဲ့ရှေးဖြစ်ဆေးဝါးတွေဖြစ်ပြီးတော့တကယ်သုံးကြည့်မယ်ဆိုရင်တော့တကယ်အသုံးဝင်မယ်ဆိုတာသိကြပါရရှင်မိဖို့ကြောင့်ထဲမှာတစ်လလုံးစားရင်တောင်လုံးဝမကုန်နဲ့ပရဲကောဓာတ်တွေအများကြီးရှိနေပါလိမ့်မယ်ဒီပရဲကောဓာတ်တွေကိုနည်းနည်းလေးမှမလီပဲအရက်ဖြူနဲ့တစ်ပတ်ကြာအောင်စိန်ထားပေးလိုက်ပါဒီစိန်ထားပြီးရလာတဲ့အစီအနှစ်တွေကိုတော့အယိုးအစစ်တွေကြိုက်ခဲတဲ့နေရာတွေမှာဖြစ်ဖြစ်လေးဘက်နာဖြစ်နေတဲ့နေရာမှာဖြစ်ဖြစ်တနေ့ကို3ချိန်ပုံမှန်လင်းပေးခြင်းနဲ့ဇီဝဆေးတွေမနိုင်တဲ့လေးဘက်နာယောဂကိုအေးအေးဆေးဆေးလေးအနိုင်ယူနိုင်ပါလိမ့်မယ်နောက်ထပ်တစ်နည်းကတော့ပရဲကော1 gram ကိုကြိတ်ပြီးတော့အရက်အနည်းငယ်နဲ့ကြိတ်ပြီးလိမ့်ပေးတာမျိုးလေးလုပ်လို့ရပါတယ်ဒါကြောင့်နှစ်ကာလရှည်ဆွဲကြံနေတဲ့ကောက်ယောဂတွေအစိမြင့်ယောဂတွေကိုဒီလိုနည်းလမ်းနဲ့ဖြေရှင်းလို့ရတာကြောင့်အိမ်တိုင်းရင်တိုင်းအတွက်အသုံးဝင်မှာမလို့မျှဝေပေးဖို့မမေ့ပါနဲ့နော်